စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်အုံတော်ကျေးရွာရှိပြည်ထောင်စုတိုင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်စကိုင်း2025-2026ပညာသင်နှင့်ဝိစာပွဲသိပ္ပံပွဲအမှတ်စဉ်19သင်တန်းဆင်းပွဲနှင့်အလုတ်ခန့်အပ်လွှာပေးအပ်ပွဲကိုအခုလ19ရက်နေ့ကကျင်းပခဲ့တယ်လို့သိရပါတယ်။ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်စကိုင်းကိုတီထောင်ဖွင့်လှစ်ခဲ့တဲ့အချိန်မှစတင်၍အခုအချိန်ထိဝိစာပွဲ614ဦးသိပ္ပံပွဲ1064ဦးB-Dash ပွဲ139ဦးအင်ဂျင်နီယာဒီပလိုမာပွဲရရှိသူဦးရေ990စုစုပေါင်းပွဲရ2538ဦးတို့ကိုပြုစုပြောင်းထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။အဆိုပါပွဲရရှိပြီးသူများအနက်သက်ဆိုင်ရာဝန်ကြီးဌာနများမှလေ့ကျင့်သင်ကြားပေးမှုကျောင်းသားကျောင်းသူများရဲ့စဉ်ဆက်မပြတ်စူးစမ်းလေ့လာမှုများကြောင့်အခုအခါမဟာဝိစာပွဲ112ဦးမဟာသိပ္ပံပွဲ216ဦးမဟာသုတေသနပွဲ28ဦးPhD ပွဲ32ဦး BE ပွဲ625ဦး ME ပွဲ34ဦး B-Dash 209ဦးရှိပြီးဆက်လက်လေ့လာသင်ယူနေစေကျောင်းသားကျောင်းသူများလည်းရှိတယ်လို့သိရပါတယ်။တင်နန်းစင်းကျောင်းသားကျောင်းသူများအနေဖြင့်ဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားဆောင်ရွက်နိုင်ရန်အလောက်ခန့်အပ်လွှာများကိုပါပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဒီဂရီကောလိပ်အနွေမနုဿဗေဒပြကံကွန်ပျူတာလက်တွေ့ကံ language လက်ခံမှာစာသင်ဆောင်များလေးတန်းအင်ဂျင်နီယာအလုပ်ရုံနဲ့အိတ်ဆောင်များထည့်သွင်းတည်ဆောက်ထားပြီးမိုးလုံလေးလုံအားကစားရုံနဲ့နှစ်ထပ်ကျောင်းသူအိတ်ဆောင်တည်ဆောက်နိုင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။